ဒီနေ့တော့ဂျပန်မှာနေတဲ့မြန်မာတွေတော်တော်များများသိကျင်နေကြမယ်လို့ထင်တဲ့ topic တစ်ခုကိုကျွန်တော်ကဒီမှာပြောပြချင်ပါတယ်ရှင်းနေစာဒါကိုကြားဖို့ကြလားမသိဘူးမကြားဘူးရင်တော့မှသင်တန်းကြော်ညာတွေဒီ Facebook ပဲဖြစ်ဖြစ် TikTok ပဲဖြစ်ဖြစ်တော်တော်များများမှာမြင်မှုကြလိမ့်မယ်လို့ထင်ပါတယ်အကယ်၍နေစာရဲ့အကြောင်းကိုဘာမှမသိဘူးဆိုရင်တော့ဒီဗီဒီယိုမှာကျွန်တော်ကအကျဉ်းချုပ်ကျွန်တော်သိသလောက်ရှင်းပြပေးပါမှာဖြစ်ပါတယ်မင်္ဂလာပါခင်ဗျာ WMA blog ကနေပြီးတော့ကြိုဆိုပါတယ်ဒီနေ့မှာတော့ကျွန်တော်ကနေစာအကြောင်းကိုကျွန်တော်သိသလောက်ရိုးရိုးရှင်းရှင်းနဲ့ဒီဗီဒီယိုထဲမှာရှင်းပြပေးပါမှာဖြစ်ပါတယ်နေစာအကြောင်းကိုပြောမယ်ဆိုတော့ကျွန်တော်ကနေစာရဲ့ဆရာကြီးလားဘယ်လောက်မြတ်ဘူးလဲဘယ်လောက်ရှုံးဘူးလဲဆိုရင်တော့ဆရာကြီးလည်းမဟုတ်ပါဘူးကျွန်တော်လည်းလေ့လာနေသေးပါနေစာကိုကျွန်တော်စလုပ်တာတော့မိနစ်ကမှတငယ်ချင်းတယောက်ကလုပ်ဖို့တိုက်တွန်းနေလုပ်ဖြစ်သွားတာပါနေစာအကြောင်းရှင်းပြဖို့အတွက်နေစာဆိုတာဘာလဲဆိုတော့နေစာရဲ့အတိတ်ပဲအရှိကောက်လို့ပဲပြောရမလားအတူချုပ်လို့ပဲပြောရမှာအဲ့ဒါကြတော့ Nippon Individual Saving Account ရဲ့အတူကောက်ဖြစ်ပါတယ်ကျွန်တော်ကဒီဗီဒီယိုမှာရှင်းနေစာဆိုပြီးအလွယ်ပြောရဲဆိုပေမဲ့တကယ်တမ်းတော့ရှင်းနေစာပါငကုံးမှနေစာက2014ခုနှစ်တလပိုင်းကနေစခဲ့ပြီးတော့ဒီ2024တလပိုင်းကနေစပြီးတော့ရှင်းနေစာဆိုပြီးတော့စနစ်တစ်ပြောင်းရပါတယ်ဒီ10နှစ်အကြာမှာပေါ့နော်အဲ့တော့အခုကျွန်တော်ဒီဗီဒီယိုထဲမှာရှင်းနေစာဆိုပေမဲ့ကျွန်တော်နေစာဆိုပြီးတော့အလွယ်ပဲကျွန်တော်ပြောသွားပါမယ်ရှင်းနေစာဆိုပြီးတော့ပြောင်းလဲလာတဲ့အဓိကရည်ရွယ်ချက်ကကြတော့ဂျပန်အစိုးရကပြည်သူတွေကိုရင်းနှီးမြှုပ်နှံမှုတိုက်တွန်းတဲ့ debt free investment account တစ်မျိုးဖြစ်ပါတယ်ပုံမှန် investment လုပ်တယ်ဆိုရင်ကြတော့အကယ်၍ကိုက profit တစ်ခုထွက်လာတယ် amount ထွက်လာတယ်ဆိုရင်ပြန်မြအားဖြင့်20%လောက်ဒီထွက်လာတဲ့ profit ပုံမှန်မူတည်ပြီးတော့ tax ပေးဆောင်ရပါတယ်ဒါပေမဲ့ကိုကရှင်းနေစာမှာအကောင့်ထဲမှာ investment လုပ်တယ်ဆိုရင်ကြတော့ဘာ tax မှပေးဆောင်စရာမလိုပါဘူးဘယ်လောက်ရင်းတပြားမပေးရတာမျိုးတော့မဟုတ်ဘူးသူတတ်မှတ်ထားတဲ့ပမာဏအတွင်းမှာထားပါတော့1200ဆို200အဲ့200အတွင်းမှာကိုကရင်းနှီးမြုပ်နှံလို့ amount တစ်ခုထွက်လာတယ်1050မြတ်တယ်100မြတ်တယ်10ပဲမြတ်အဲ့အမြတ်ဟာတွေအကုန်လုံးကိုဝင်ကုန်အနေနဲ့တပြားမှပေးစရာမလိုပါဘူးဘာလို့ဒီနေစာကိုဒီကာလာပိုင်းခြားမှာရင်းနှီးတဲ့သူတွေအရင်များလာတာလဲဆိုတော့ကြတော့ကျွန်တော်တို့ဒီနိုင်ငံသားတွေမဟုတ်ဘဲနဲ့ဒီဂျပန်နိုင်ငံသားတွေကိုယ်တိုင်အနာဂတ်ကိုစိတ်ပူလာကြလို့ဖြစ်ပါတယ်လက်ရှိမှာဆိုရင်ကြတော့ဒီဂျပန်တွေတော်တော်များများလဲခြွေတာပြီးတော့ဒီရှေ့ရေးအေးအောင်လို့ပေါ့နော်ဒီပတ်စံကိုစုထားတဲ့ပတ်စံကိုဘန်မှာမအပ်တော့ဘဲနဲ့နီစာပဲဖြစ်ဖြစ် ID ကိုမှာမြုံနှံတာမျိုးပဲဖြစ်ဖြစ်လုပ်လာကြတာတွေ့ရပါတယ်နောက်တစ်ချက်ကကြတော့ဂျပန်နိုင်ငံရဲ့ဘန်တွေမှာအပ်ထားတဲ့ဆိုရင်ဘန်တွေမှာပေးတဲ့အတိုးနှုန်းကကြတော့အရန်နေတာဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ကဲကိုကဘန်မှာစုထားတယ်1100စုထားတယ်1500စုထားတယ်ဆိုပေမဲ့ဘန်မှာအပ်ထားတဲ့အတိုးနှုန်းကအရန်နေတာဖြစ်တဲ့အတွက်ပတ်စံပေါ့ပွားလည်းမပွားလာဘူးအဲ့ပြင်မှာမှဒီ inflation rate ကြောင့်ထားပါတော့2024မှာစုထားတဲ့1100အခု2026မှာဆိုရင်ကြတော့အဲ1100နေပြီးတော့လက်ရှိတကယ်တန်ဖို့1080 1090အဲ့နားလောက်ထိပဲတကယ်တမ်းကိုပစ္စည်းတစ်ခုဝယ်တော့မယ်ကားဝယ်တော့မယ်ဆိုရင်အဲ့လောက်ထိကိုဈေးကကျသွားတာဖြစ်တဲ့အတွက်ဘန်မှာထားတယ်ဘယ်နေရာမှဘယ်လိုပြရမလဲအချိုးမြတ်အနေနဲ့မရှိတာဖြစ်တဲ့အတွက်ကြောင့်ဒီလိုရှင်းနေစာမှာရင်းနှီးမြှုပ်နှံတာများတာဖြစ်ပါတယ်ဒီတော့ဒီနေရာမှာတော်တော်များများမေးကြတဲ့မေးခွန်းတစ်ခုအနေနဲ့ကကြတော့ဒီရှင်းနေစာအဲ့ဒါနိုင်ငံသားတွေရောဖွင့်လို့ရလားဖွင့်လို့ရပါတယ်ဂျပန်နိုင်ငံမှာဒီဂျူမင်တိုးတို့ခုရှိတဲ့ဂျပန်နိုင်ငံမှာနေနေတဲ့နိုင်ငံသားဘယ်နိုင်ငံသားမဆိုနေစာအကောင့်ကိုဖွင့်လို့ရပါတယ်တဘောကတော့ကျွန်တော်တို့မြန်မာတွေလည်းဖွင့်လို့ရပါတယ်ဒီမှာဗီဇာတွေပါရဲ့ဒီကီနိုဂျီရှူစေတိုကူတေကီနိုထားပါတော့ဝေါ်ဗီဇာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အကုန်လုံးဖွင့်လို့ရပါတယ်နေစာအကောင့်ဖွင့်ဖို့ဆိုရင်ကြတော့ shortcut ကိုင်းရှာဒါမှမဟုတ်ဂင်ခိုးဒီတွေကရွေးပြီးတော့ apply လုပ်လို့ရပါတယ် shortcut ကိုင်းရှာရွေးတဲ့ခါဆိုရင်ကြရင်တော့ဒီ online application တွေနဲ့ဖွင့်လို့ရတဲ့ဟာတော့ option နှစ်ခုကျွန်တော်တို့ဒီဘယ်လိုပြပြမလဲနိုင်ငံသားတွေအတွက် reliable ပဲဖြစ်တယ်လို့ပြောမှာလားတုံးကလွယ်တာကတော့ option နှစ်ခုရှိပါတယ်အဲ့ဒါကတော့ Rakuten Shortcut နဲ့ SBI Shortcut နဲ့တော့များသိကြမယ် Rakuten လည်းတော့များသိကြမယ်လို့ထင်ပါတယ်ဒီနှစ်ခုကတော့မြန်မာတော်တော်များများလို့ပဲပြောမှာနိုင်ငံသားတော်တော်များများသုံးကြပါတယ်အဓိကတော့ဒီ user interface ဒီ smartphone ဒီ application user interface ကအဲ့လောက်ထိမရှုပ်ဘူးဒီဂျပန်စကားအရင်ဘယ်လိုပြရမလဲရှုပ်နေအောင်မလုပ်ထားဘူးဗျာတောင်းကြည့်လိုက်တာနဲ့အော်ဒါဘယ်လောက်မြက်လဲဒါဘယ်လိုဝဲရမလဲအဲ့လိုဟာမျိုးရိုးရှင်းဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါသုံးကြတာများပါတယ်ဒီရှင်းနေစာအကောင့်ဖွင့်မဆိုရင်တော့ minor market ဒါမှမဟုတ် sign new get ပြီးဒီဂင်ကိုတစ်ခုဒီ U ချောပဲဖြစ်ဖြစ်ကိုလက်ရှိတုံးနေတဲ့ဘန်ပြီးရင် smartphone အဲ့ဒါရှိတာနဲ့ဖွင့်လို့ရပါတယ်ဟုတ်ပြီနေစာအကောင့်ဖွင့်ပြီးသွားပြီနေစာအကောင့်ဖွင့်ပြီးသွားတယ်ဆိုရင်တော့
အဲ့နေစာကောင်းတဲ့ပတ်စံထည့်လိုက်တယ်1100ဆို1100ထည့်လိုက်1050ဆို1050ထည့်လိုက်တယ်အဲ့လိုထည့်လိုက်တာနဲ့တော့ပတ်စံကတိုးလာတာမျိုးမဟုတ်ပါဘူးကိုက invest လုပ်တော့မှရလာတဲ့အမြတ်ကိုဒီ tax free benefit ရတာဖြစ်တဲ့အတွက်ဒီတိုင်းပဲထားရတယ်1100ဒီတိုင်းပဲထားရတယ်အဲ့လိုဟာမျိုးဆိုရင်တော့ကို profit လဲရမှာမဟုတ်သလိုဒီနေစာဖွင့်ရတဲ့အကျိုးရလက်အနေနဲ့လည်းရမှာမဟုတ်ပါဘူးဟုတ်ပြီနေစာအကောင့်တွေကိုပတ်စံကိုကထည့်လိုက်ပြီးပါပြီအဲ့မှာမှကိုကရွေးချယ်ပြီးတော့ဘယ်လို investment လုပ်ရမလဲဆိုပြီးတော့ရွေးတဲ့ဟာတော့အဓိကအပြင်2မျိုးရှိပါတယ်စမီတာတဲ့နဲ့ဆဲချိုးဆိုပြီးတော့စမီတာတဲ့တိုရှီဝါခုနဲ့ဆဲချိုးတိုရှီဝါခုဆိုပြီးတော့2မျိုးရှိပါတယ်စမီတာတဲ့ကကြတော့လားစဉ်ပုံမှန်ကိုကအမောင်းတစ်ခုထည့်ပြီးတော့မှတိုရှီရှင်တစ်ခုဒီ fund တစ်ခုကိုဝယ်တာပေါ့နော်အဲ့ဒါကြတော့ဂျပန်ဆိုရသတ်မှတ်ထားတဲ့ဒီပမာဏတစ်နှစ်ကို1120အဲ့တွင်းမှာကိုကရင်းနှီးမြုပ်နှံနေဆိုရင်တော့အဲ့ရမြက်လာရလာတဲ့အမြတ်ကိုကဒီ profit ဘယ်လိုပြောရမလဲ profit tax အနေနဲ့ဒီဝင်ငွေကုန်အနေနဲ့စောင့်စရာမလိုပါဘူးအဲ့တော့ကိုကတစ်နှစ်ကို1120တစ်လကိုအများဆုံး10တောင်းအဲ့လိုဟာမျိုးနဲ့ကိုကြိုက်တဲ့ဒီ fan ကိုကနဲ့ကိုတော့ reset လုပ်လို့ရတာပေါ့အဲ့မှာလည်းဒီ application တွေမှာဆိုလဲသူ lift တွေလည်းရှိတယ်ဒီ ChatGPT ကို mail လည်းရတယ်ဘယ် lift တွေကဘယ်ဥစားကောင်းလဲအဲ့ပေါ်မှာမူတည်ပြီးတော့မှကိုကဒီကိုကြိုက်တဲ့ fan တစ်ခုကိုရေးပြီးတော့တစ်လောက်10တောင်းဒါမှမဟုတ်ဒီ fan တစ်ခုတည်းမဟုတ်ဘဲနဲ့ကိုကနဲ့ကိုထားပါတော့တစ်ခုကို3000တစ်ခုကို2000တစ်ခု1000အဲ့လိုဟာမျိုးရွေးပြီးတော့လည်းဝယ်လို့ရပါတယ်တော်တော်များများလူကြိုက်များတာတော့ auto country ဆိုပြီးတော့ဒီ odd country ပေါ့နော်ဒီကမ္ဘာပေါ်မှာရှိတဲ့ထားပါတော့ကျွန်တော်အရှင်းလင်းဆုံးပြောရမယ်ဆိုရင်တော့မြန်မာနိုင်ငံမှာတစ်ခုတည်းမှာပဲ investment လုပ်တာမဟုတ်ဘဲနဲ့မြန်မာမဟုတ်ဘဲနဲ့မြန်မာပြည်မှာ China ဒီ Thailand လာအိုထားပါတော့ဒီတိုးနဲ့ဒီအရှေ့တောင်အာရှမှာဆိုရင်ပေါ့နော်အရှေ့တောင်အာရှ10နိုင်ငံကိုလုပ်တဲ့ဟာမျိုးသဘောပြတာပေါ့နော်အဓိကအဖြစ်တော့အမေရိကန်ဘရာဇီးအိန္ဒိယဒီယူရိုကဟာတွေကိုအကုန်လုံးမှာရှိတဲ့ကုမ္ပဏီအကြီးတွေကိုမျှပြီးတော့ spread လုပ်ထားပြီးတော့ဒီ long term မှာရေရှည်သူကချက်ချင်းတော့ဟိုစားအမြတ်တက်သွားတာမဟုတ်ဘဲနဲ့ long term အနေနဲ့တဖြည်းဖြည်းချင်းတက်လာတဲ့ပုံစံမျိုးမျှပြီးတော့ risk ကိုလည်းနဲ့အတက်နိုင်သမျှနဲအောင်လုပ်ထားတဲ့ဟာကို all country အဲ့လိုဟာမျိုး fan တွေကတော့ရေးဝယ်ကြတာများပါတယ်အကယ်၍ကိုကထားပါတော့ US ကဟာကိုပဲကြိုက်လို့ US ကဟာကိုပဲဝယ်တာဒါမှမဟုတ် Nihon Kokunai ဟာကိုကကြိုက်လို့ဝယ်တာအဲ့လိုဟာမျိုးတွေကတော့ကိုကနဲ့ကိုအကြိုက်နဲ့ကိုဝယ်လို့ရပါတယ်ဒါပေမဲ့ investment ဆိုတာဖြစ်တဲ့အတွက်ကျွန်တော်ကဟိုဘယ်လိုပြမလဲ risk နည်းတယ်လို့သာပြောတာရှုံးနိုင်ကြရလည်းရှိပါလက်ရှိမှာဆိုရင်တော့ trend ရဲ့အမျိုးမျိုးသောကိစ္စတွေကြောင့်ဒီနေ့ဈေးတက်တယ်ဆိုပေမဲ့နောက်နေ့မှာရှုံးတာမျိုးလည်းဖြစ်နိုင်ပါတယ်ဟုတ်ပြီနောက်တစ်ခုကကြတော့ဆဲချောတိုရှိဝါခုသူကတော့ကိုကြိုက်တာအကုန်လုံးကိုပတ်စံနဲ့တန်းပြီးတော့ဝယ်လို့ရတာမျိုးပါဒါပေမဲ့ဒီနေရာမှာလဲဒီဂျပန်အစိုးရကတော့တတ်မှတ်ထားတာကျတော့တစ်နှစ်ကို1240အထိတတ်မှတ်ထားပါတယ်1240အဲ့ဒီကိုတွင်းလိုက်အဲ့တွင်းပြီးတော့1240ဘိုးတန်ဖို့အမောင်းပေါ့နော်အဲ့ဒါမှကိုကြိုက်တဲ့ဟာတွေအကုန်လုံး1240ကြိုက်တယ်လို့ဝယ်လို့ရတယ်အဲ့ရထွက်လာတဲ့အမြက်အကုန်လုံးကိုကဝင်ငွေကုန်ဆောင်စီရမလို့ပါโอเคပြီကိုက1900ရင်းမယ်1100 1000ရင်းမယ်ဆိုရင်တော့ဒါတော့တက်ပိုတဲ့ဟာတွေအကုန်လုံးနေပြီးတော့ဒီဝင်ငွေကုန်ထွက်လာတယ်ဆိုရင်တော့အမြတ်ထွက်လာတယ်ဆိုရင်တော့ဝင်ငွေကုန်မဖြစ်မနေစောင်းအောင်မှာဖြစ်ပါတယ်သူကကြတော့ကိုကြိုက်တာတခါတည်းတန်းဝယ်လို့ရတယ်ဆိုလိုတာကဂျပန်ပြည်တွင်းမှာမဟုတ်ဘဲနဲ့ကြိုက်တဲ့ဟာမှန်တယ်မြတ်အကုန်ဝယ်လို့ရတယ်ဘယ်လိုမျိုးလဲဆိုတော့ထားပါတော့ဒီဂျပန်ပြည်တွင်းမှာဆို Sony လားဒီ Softban လား Rakuten လားကြိုက်တဲ့ဒီခါဘူးကြိုက်တဲ့ဟာဝယ်လို့ရတယ်အကယ်၍ကိုက US ကဟာကြိုက်တယ် Nvidia ပဲဖြစ်ဖြစ် AMD ပဲဖြစ်ဖြစ် Facebook ပဲဖြစ်ဖြစ် Meta ပဲဖြစ်ဖြစ်သူကကြိုက်တာဝယ်လို့ရတယ် US ပဲဖြစ်ဖြစ်ထားပါတော့ရှန်ဟိုင်းပဲဖြစ်ဖြစ်ရှန်ဟိုင်းမာကတ်ဟာလည်းသွားဝယ်လို့ရတယ်ဒီဂျပန်နိုင်ငံပြည်တွင်းမှာကိုကြိုက်တဲ့ကုမ္ပဏီရဲ့အစုရှယ်ယာကိုကြိုက်တယ်လို့ဝယ်လို့ရတယ်ဒီရွှေနဲ့ပတ်သက်တဲ့ဒီဘယ်လိုပြမလဲရှယ်ယာအစုဖွဲ့တွေလည်းရှိတာဆိုတော့အဲ့ဒါကြီးလည်းဝယ်လို့ရတယ်ရေနဲ့ဟာဆိုလည်းဝယ်လို့ရတယ်ကိုကြိုက်တဲ့ဟာကိုဒီနေ့ဝယ်ဒီနေ့တန်းရတဲ့ဟာမျိုးအဲ့လိုဟာမျိုးဖြစ်တဲ့အတွက်ကြောင့်ဝယ်ရပြူရတာပို့ပြီးတော့အဆင်ပြေတယ်ဒါပေမဲ့သူကတော့ risk ကတော့ကုမ္ပဏီတစ်ခုတည်းမှာပဲမူတည်ထားတာဖြစ်တဲ့အတွက် risk ကတော်တော်လေးတော့များတယ်မြက်ရင်လည်းအရင်မြက်နိုင်တယ်လို့ရှုံးရင်လည်းတန်းပြီးတော့ဒီကုမ္ပဏီလို့ပဲပြမလားကိုရင်းလိုက်တဲ့ဟာပုံမှာမူတည်ပြီးတော့ရှုံးရင်လည်းတန်းပြီးရှုံးသွားနိုင်ပါတယ်အဲ့တော့ဒီဗီဒီယိုထဲမှာကျတော့နေစာအကြောင်းကိုကျွန်တော်အကြမ်းမြင့်မဲ့ပြောတာဆိုတော့ကျွန်တော်အသေးစိတ်တော့ပြောမနေတော့ဘာလို့လဲဆိုတော့အရန်ရှည်သွားမှာဆိုလို့အကယ်၍အသေးစိတ်သိချင်နေဆိုရင်တော့ကျွန်တော်နောက်ထပ်စမီတာတိုရှိဝါခုနဲ့ဆဲချောတိုရှိဝါခုအကြောင်းကိုဗီဒီယိုသက်သက်လုပ်ပေးပါမယ်ဟုတ်ပြီအဲ့တော့ဒီဗီဒီယိုကိုပြန်ပြီးတော့အတူချုပ်ပြီးတော့ဒီရှင်းနေစာအကြောင်းပြောပြမယ်ဆိုရင်ဂျပန်နိုင်ငံမှာနေတဲ့မြန်မာနိုင်ငံတွေလည်းဖွင့်လို့ရတယ်သူကဘာအကောင်းကျိုးရှိတာလဲဆိုတော့
ကိုကမြက်လာတဲ့အမြက်ကို test ပေးစရာမလိုတာပါပြီးရင်အဓိကဖွင့်လို့ရတဲ့ဒီ shotgun ကိုင်းရှာအနေနဲ့ကတော့2မျိုးရှိတယ်2မျိုးလို့ပဲပြောရမလားအဓိကအားဖြင့် smartphone နဲ့ဒေတာလေးကိုကလည်းကို user interface လေးကောင်းတာကတော့ Rakuten ဒါမှမဟုတ် SBI အဲ့မှာဖွင့်လို့ရပါတယ် long term အတွက် investment လုပ်တယ်ဆိုရင်တော့ကောင်းပါတယ်အကယ်၍ကိုဂျပန်နိုင်ငံမှာရေရှည်နေဖို့ plan ရှိတယ်ဆိုရင်တော့ဒီဘဏ်ထဲမှာပတ်စံအပ်ထားတာထက်စာရင်ဒီရှင်းနေစားတော့မှာငွေမြုပ်ထားတာတော့ပို့ပြီးတော့ကောင်းမယ်လို့တော့ထင်ပါတယ်ဒီဗီဒီယိုကြည့်ပြီးတော့အကယ်၍ကိုအတွက်အထောက်အကူဖြစ်တယ်ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်ဘုသူတာပဲဖြစ်တခုရပါတယ်ဆိုရင်တော့ဒီ YouTube channel ကို like and subscribe လုပ်ထားခဲ့ပေးပါဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့သိချင်တာရှိတယ်ဆိုလဲအော် comment မှာရေးထားပေးပါကျွန်တော်ပြန်ဖြေပါမယ်အဲ့တော့နောက်ဗီဒီယိုတွေမှာပြန်လည်တွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်